အစာတွေကိုပိုပြီးထိရောက်မြန်ဆန်စွာတည်ယူနိုင်ဖို့အတွက်ဒီပရွက်စိတ်အုပ်စုဟာထူးဆန်းဆန်းပြတဲ့အကြံဉာဏ်မျိုးစုံကိုထုတ်ခဲ့ကြတယ်သူတို့ဟာပြားရည်တွေကိုသူတို့ရဲ့အတိုက်ထဲတိုက်ရိုက်မပြတ်တဲ့ဆောင်ဖို့စီစဉ်တဲ့အနေနဲ့ပိုက်တွေကိုတစ်ခုနဲ့တစ်ခုဆက်ပြီးတည်ယူပို့ဆောင်ရေးပိုက်လိုင်းတစ်ခုကိုတိစောက်ခဲ့ကြတယ်တရက်မှာတော့ဘဲတစ်ကောင်ဟာတကြားအချို့ကိုမြေကြီးပေါ်မတော်တဆဖိတ်ဆင်မိသွားတယ်တကြားတုံးလေးတွေဟာနေရာအနှံ့လိမ့်ဆင်းသွားတာကြောင့်လမ်းလျှောက်လာတဲ့ပရွက်စိတ်လေးတစ်ကောင်မှာလမ်းပြန်ပြီးထွက်ပြေးရတော့တာပေါ့ဒါကိုမြင်တဲ့ဘဲကချက်ချင်းကုန်ပြီးပရွက်စိတ်လေးကိုမြည်ဆန်းကြည့်ဖို့အချက်ပြခဲ့တယ်မြည်ဆန်းပြီးတဲ့နောက်မှာတော့ပရွက်စိတ်လေးကသူ့တငယ်ချင်းတွေကိုမျှဝေဖို့အတွက်တကြားတုံးပေးဖို့ဘဲကိုချက်ချင်းတောင်းဆိုခဲ့တယ်မကြခင်မှာပဲပရွက်စိတ်လေးဟာတကြားတုံးကိုတည်ပြီးအတိုက်ကိုပြန်ရောက်လာခဲ့တယ်ပရွက်စိတ်ပုံမှုကတကြားဘဲကရလဲဆိုတာကိုတေချာနာထောင်ပြီးတဲ့နောက်အဲ့ဒီဘဲရဲ့အိမ်မှာဒီထက်ပိုစားကောင်းတဲ့အစာတွေအများကြီးရှိသေးတယ်လို့ကြားတာနဲ့တရင်တစ်ခုလုံးကိုဥဆောင်ပြီးအစားအစာရတနာရှာပုံလုပ်ခွင့်ဖို့ချက်ချင်းပဲအချက်ပြအမိန့်ပေးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းဘဲဟာသူပါလုံးမိလိုက်လဲဆိုတာကိုရုတ်တရက်တတိယသွားတယ်ပရွက်စိတ်တွေကိုတကြားကျွေးလိုက်မိတာကသူ့ရဲ့မိဖို့ချောင်းကိုလာလူဖို့ပရွက်စိတ်တွေကိုပို့ခေါ်လိုက်တယ်လို့ဖြစ်သွားမယ်ဆိုတာရိပ်မိသွားပြီးအပြင်ကိုအပြေးလွှားထွက်ကြည့်ခဲ့တယ်တကယ်ပဲပရွက်စိတ်စစ်တပ်ကြီးကသူ့အိမ်စီကိုချီတက်လာနေကြတာပေါ့ဘဲတယောက်ချက်ချင်းပြရခတ်သွားပြီးမိဖို့ချောင်းတွေကိုအမြန်ပြေးဝင်ကသူ့ရဲ့ပြားရည်အိုးတွေကိုဗီဒီယိုထဲမှာလှုပ်ဝက်ထားလိုက်တယ်ပိုတေချာအောင်လို့အိမ်ကအကြောင်းနဲ့အပေါက်မှန်သမျှကိုလိုက်ပိတ်ပြီးမီးလင်းပို့ကိုပါအုပ်မီခဲတွေနဲ့တင်းကျပ်စွာပိတ်ဆို့လိုက်တယ်ကာကွယ်ရေးတွေလုပ်ပြီးတဲ့နောက်ဘဲကသတင်းပေါက်နာကနေအပြင်ကပရွက်စိတ်တွေကိုချောင်းကြည့်နေခဲ့တယ်ပရွက်စိတ်တွေရုတ်တရက်ပြောက်ကွယ်သွားတဲ့အခါဘေးကင်းပြီးအထင်နဲ့အပြင်ကစားလိုက်ပုံးတွေကစားတွေကိုယူဖို့တကားဖွင့်လိုက်တယ်တကားပြန်ပိတ်ပြီးမှအဲ့ဒါကတာမန်ကြောညာစာရွက်တရွက်ပဲဆိုတာတိလိုက်ရလို့အသုံးမဝင်ဘူးဆိုပြီးစပွဲပေါ်ပေါ့ဆဆပဲပြစ်တင်ထားလိုက်တာပေါ့ဒါပေမဲ့သူလုံးဝမမျှော်လင့်ထားတာကအဲ့ဒီကြောညာစာရွက်ကတကယ်တော့ပရွက်စိတ်တွေရုပ်ဖြတ်ထားတာဖြစ်နေပြီးအိမ်ထဲကိုလှုပ်ဝက်ခိုးဝင်သွားကြတာပဲဖြတ်ပါတယ်မကြခင်မှာပဲပရွက်စိတ်တွေကဘဲဟာအရသာရှိတဲ့ကိမ်းမုတ်တစ်ခုဖုတ်နေတာကိုအမြန်ပဲရှာဖွေတွေ့ရှိသွားပြီးသူတို့အပေါင်းအသင်းတွေစီသတင်းဖြန့်လိုက်ကြတယ်ချက်ချင်းဝင်လူမဲ့အစားပရွက်စိတ်တွေကအာယုံလွဲတဲ့နီးပြူဟာကိုတုံးခဲ့ကြတယ်သူတို့ကဘဲရဲ့အာယုံကိုဖန်ဆားဖို့ရေဒီယိုကိုဖွင့်လိုက်ကြတာပေါ့ဘဲတယောက်အာယုံလွဲနေတော့မှပဲပရွက်စိတ်တွေကကိမ်းမုတ်တစ်ခုလုံးကိုတဆစီခိုးယူတဲ့ဆောင်သွားကြတယ်တစ်ချိန်တည်းမှာပဲနောက်ထပ်ပရွက်စိတ်အုပ်စုတစုကဘဲရဲ့ပြားရည်အိုးကိုတွေ့သွားပြန်တယ်သူတို့ကအပေါက်ပါတဲ့ဘီစကစ်မုန့်တွေကိုယူပြီးပိုက်လိုင်းတစ်ခုအဖြစ်ချိတ်ဆက်လိုက်ကြတယ်ပြီးတော့အဲ့ဒီပိုက်လိုင်းကိုဗီဒီယိုကနေပရွက်စိတ်တိုက်တဲ့အထိတိုက်ရိုက်ချိတ်ပြီးပြားရည်တွေကိုတည်ယူကြတော့တာပေါ့ဒါကိုမြင်လိုက်ရတဲ့ဘဲကဒေါသအရန်ထွက်သွားပြီးအစီအစဉ်တစ်ခုချက်ချင်းထုတ်လိုက်တယ်သူကပြားရည်တွေကိုလမ်းခုလက်မှာကြားဖြတ်ဖမ်းဖို့ပိုက်လိုင်းရဲ့အလဲတက်တက်မှာအိုးလို့တလုံးကိုတွားချထားလိုက်တာပေါ့ပရွက်စိတ်တွေကပိုက်လိုင်းထဲမှာတစ်ခုခုထူးဆန်းနေတာကိုသတိပြုမိသွားပြီးပြဿနာကိုစုံစမ်းဖို့ပိုက်ထဲကိုချက်ချင်းတော့ဝင်သွားခဲ့တယ်အဲ့ဒီခါကျမှဘဲကပိုက်လိုင်းကိုလာနောက်ရှက်ထားမှန်းတိလိုက်ရပြီးသတင်းပို့ဖို့ဘီရိုစီအမြန်ပြန်ပြေးခဲ့ရတယ်အဲ့ဒီအချိန်မှာတော့ပရွက်စိတ်တွေကဟန်ဆောင်မနေတော့ပဲပြားရည်အိုးတစ်ခုလုံးကိုသူတို့အဖွဲ့သားတွေစီတိုက်ရိုက်ရွှေ့ပြောင်းပြီးအမြန်ပဲထွက်ပြေးကြတော့တယ်ဘဲကတားဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးပရွက်စိတ်တွေကသူ့ရဲ့လက်ကွက်တွေကိုကျိုးတိနေပြီးပါနဲ့တဲ့အကွက်အချို့နဲ့အလွယ်တကူလွတ်မြောက်သွားခဲ့ကြတယ်အញ្ញံချင်းအရှုံးပေးလိုက်ရလို့အကြီးကျယ်ဒေါသထွက်သွားတဲ့ဘဲကပရွက်စိတ်တွေကိုထောင်ထဲဝင်သွားတာကိုမြင်တော့နောက်ထပ်ရဲရင်နဲ့အစီအစဉ်တစ်ခုရသွားပြန်တယ်သူကပြားရည်အိုးတွေကိုတန်းငွေတွေဖြစ်ပြီးကိုထောင်ထဲကိုလှမ်းပစ်ထည့်လိုက်တာပေါ့သူမသိခဲ့တာကပရွက်စိတ်ကဒါတွေအားလုံးကိုမြင်နေရတာပဲဖြစ်ပါတယ်ဘဲကစိတ်လှုပ်ရှားစွာနဲ့တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီပိုက်လိုင်းကတကယ်တော့ကားရဲ့စီတိုင်ကြီးနဲ့တွားချိတ်ထားတာကိုတွေ့ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်နောက်တစ်စက္ကန့်မှာပဲကိုထောင်ကြီးပောက်ကွဲသွားပြီးဘဲလေးဟာကောင်းကင်ဘုံကိုတန်းလွင်သွားပါတော့တယ်နောက်ဆုံးမှာတော့ပရွက်စိတ်တွေဟာပြားရည်အိုးတစ်ခုလုံးကိုသူတို့ရဲ့အတိုက်ထဲကိုအောင်မြင်စွာတည်ဆောင်သွားနိုင်ခဲ့ကြပါတော့တယ်